Okay. Hello, my name is Lava. Okay, Sierra Dini, Tome, Tinganzali Garo, Busy Writing, yeah. Episode 3. Bajang Male Sierra, Beth Infinited Bono. Beth Infinity Jang Biome, Beth Infinity Bama, Infinity Mama Sierra, Namushi. To Infinity, Bay Infinity, so we are. So I Nakurian is out in Pioma Garo. 2 plus Beth Infinity အကြောင်းပေါ့နော်ဆိုတော့ကြည့်ရအောင်ကဲအဲ့ Beth Infinity အကြောင်းမပြောခင်မှာဆရာတို့ကဒီ episode 2မှာသင်ခဲ့တဲ့သင်ခန်းစာလေးတွေကိုတစ်ချက် revision ပြန်ပြောပေးမယ်နော်ဆိုတော့ singular subject plural subject singular Beth plural Beth အဲ့ဒါလေးတွေအကြောင်းပြောခဲ့တယ်ဆိုတော့ singular subjectနောက်က singular Beth လိုက်တယ် plural subject နောက်က plural Beth လိုက်တယ်ပြောချင်တာက subject အနေနောက်က Beth အနေလိုက်တယ် subject အများနောက်က Beth အများလိုက်တယ်ဆိုတော့ subject အနေဆိုတာရှင်းတယ်တစ်ခုတစ်ကောင်တစ်ယောက်အဲ့ဒါတွေက singular subject subject အနေ subject အများ plural subject ဆိုတာတစ်ခုတက်ပို့ရင် subject အများဆိုတော့ cats apple you they we ဒါတွေပဲတစ်ခါလေးပြောလိုက်တာပါနော်ဆိုတော့အဲ့မှာ I လေးကထူးကြတယ်ဆရာအဲ့ဟို episode 2မှာဆရာနည်းနည်း I နဲ့ပတ်သက်ပြီးပြောတာလေးစာရိုက်တာလေးနည်းနည်းမှားသွားတယ် I ကဆရာတို့ကကျွန်ုပ်ဆိုတာတယောက်တည်းဆိုပေမဲ့သူက verb to be နဲ့တွဲတဲ့အခါမှာတော့ am လို့သုံးတယ် past tense မှာဆိုရင် was လို့သုံးပေမဲ့ဆရာတို့က verb to do တွေမှာဆို I ကိုအများအနေနဲ့သတ်မှတ်တယ်ဆိုတော့အဲ့ဒါလေးပြီးရင်သူ့နေရာရောက်မှဆရာတစ်ချက်ရှင်းပြပါနော်လောလောဆယ်မှန်မှာပြန်ပြောတာ subject အနေဆိုတာတစ်ခုတစ်ကောင်တစ်ယောက် subject အများဆိုတာတစ်ခုထပ်ပို့တာ verb အနေ singular verb ဆိုတာ ses ပါတာဆိုတော့ verb to do တွေမှာဆိုရင်ပေါ့နော်မှာ played sketches plural verb ဆိုတာ ses မပါတဲ့ verb ပေါ့နော်အဲ့ဒါကို play catch verb 1ပဲပေါ့နော်အဲ့ဒါကိုဆရာတို့က plural verb လို့ခေါ်တယ်ဆိုတော့ verb to be တွေမှာဆိုလို့ရှိရင် present verb မှာသုံးတာ am is သုံးတယ် singular အနေနဲ့ plural အနေနဲ့ဆိုရင် are သုံးတယ် verb to have မှာ singular အနေနဲ့ဆို has သုံးတယ် plural အနေနဲ့ဆိုရင် have သုံးတယ် verb to do တွေမှာ singular verb ဆိုရင် ses ထည့်တယ် plural ဆိုရင် ses မပါတဲ့ verb ပေါ့နော်ဆိုတော့နောက်တစ်ခု singular past tense တွေမှာဆိုရှင်းတယ် verb to be မှာဆိုရင် was အသုံးတယ် singular ဆိုရင်အများဆိုရင် plural ဆိုရင် were သုံးတယ်verb to have ကတော့ had တွေပဲ verb to do မှာတော့ verb to တွေပဲသုံးတယ်နည်းများမခွဲတော့ဆိုတော့ဒါလေး I နဲ့ပတ်သက်လို့ပြောပြမယ် I လေးကအရေးကြီးရယ် verb to be အနေနဲ့ဆိုရင်ဆရာတို့ am တို့ was တို့သုံးတယ်ပေမဲ့အနည်းလို့သတ်မှတ်ပြီးတော့ am တို့ was တို့သုံးတယ်တို့ပေမဲ့ verb to have ကြတော့ဆရာတို့က have အများသုံးတယ်နော် verb to ကတော့ had ပေါ့အနည်းများမရှိတော့အဲ့လိုပဲ verb to do မှာလည်း I ဆိုရင်ဆရာတို့ကအများလို့ပဲသတ်မှတ်ပြီးတော့ ses မပါတဲ့ plural verb ကိုသုံးတယ် singular verb ကိုမသုံးဘူး verb to ကတော့အနေများမရှိဘူးပေါ့နော်ဆိုတော့အဲ့ကြောင့် I က special case အနေနဲ့ပြောမယ်ဆိုရင်ဆရာရှေ့က video ထဲမှာစာရိုက်တာလေးနည်းလေးမှားသွားတော့ဒီမှာပြန်ပြောတာ I က verb to be မှာဆိုရင်အနေအနေနဲ့ am တို့ was တို့သုံးပေမဲ့ verb to have မှာဆိုရင်အများသုံးတယ် verb to do မှာဆိုရင်လည်း plural verb အများဟုတ်သုံးတယ် ses မှာပါတဲ့ verb အဲ့ဒါလေးသတိထားပေးပါနော်ဆိုတော့ okay ရပြီဆရာတို့ဆက်သွားမယ်ဘာဆက်သွားမလဲဆိုရင်ဆရာ episode 2မှာပြီးခဲ့တာကစာကြောင်း10ကြောင်းအဲ့ဒါလေးကိုဆရာတို့အဖြေပြန်တိုက်ကြမယ်ပေါ့နော်ကဲအဖြေပြန်တိုက်ကြည့်မယ်လွယ်ပါတယ်ဆိုတော့ဒီဟာလေးမပြောခင်ဆရာတို့ဒီ pattern လေးကိုသိရမယ် subject verb object ဒါစာကြောင်းတစ်ကြောင်းရဲ့အခြေခံအကျဆုံး sentence structure ပဲเนาะဆိုတော့ subject ဆိုတာပြုလုပ်တဲ့သူ verb ဆိုတာကရိယာ object ဆိုတာခံရတဲ့သူဟုတ်ပြီကျွန်တော်ဒီစာကြောင်းလေးမှာကျွန်တော်တို့မမကိုချစ်သည် subject ကဘာတူလဲချစ်တဲ့သူတွေကျွန်တော်တို့သူက subject အဲ့တော့ဆရာတို့အင်္ဂလိပ်စာကြောင်းရေး subject ကိုရေးရမယ်เนาะအဲ့တော့ subject ရေးပြီးဘာရေးရမလဲ verb ဒီမှာ verb ကဘာတူလဲချစ်သည်အဲ့တော့ဆရာတို့ကကျွန်တော်တို့ဆိုတဲ့ဟာကိုရေးပြီးရင်ချစ်သည်ကိုရေးရမယ်အင်္ဂလိပ်စာကြောင်းမှာပေါ့နော် sentence မှာဆိုလို့ရှိရင်ပြီးတော့မှရင်ချစ်ချင်းခံရတဲ့ object ကဘာတူလဲမမပြီးတော့မမရေးမယ်ဆိုတော့ဟုတ်ပြီ subject ရေးပြီဒါလေးကပြန်ပြီးနှွေးပေးတာဆိုတော့ဒါလေးကပြန်ပြီးနှွေးပေးတာ subject အနေဆို verb အနေလိုက်တယ်
subject အများဆိုရင် buff အများလိုက်တယ် every နောက်က noun အနေ buff အနေကျွန်တော်တို့ we subject ပြီး buff ကိုရေးမယ်ချစ်တီဆိုတဲ့ buff က love တတိထားပါ we ဆိုတာကျွန်တော်တို့အများဖြစ်တဲ့ကြောင့်မလို့နောက်ကလိုက်မဲ့ buff ကလည်းအများဖြစ်ကမယ် ses မပါရဘူး plural buff love okay ချစ်ချင်းခံရတဲ့ object ကမမဒါပဲနောက်တစ်ကြောင်းသွားမယ်မမကမမောင်ကိုချစ်သည်ဆိုတော့ချစ်တဲ့သူကမမ subject ကရိယာကချစ်သည်ချစ်ချင်းခံရတဲ့ object ကမမောင်အဲ့တော့ဆရာတို့စာကြောင်းရေးတဲ့အခါမှာ subject ကိုရေးမယ်မမချစ်တီဆိုတာက buff love okay ဒီမှာတစ်ချက်သတိထားမယ်မမဆိုတာတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ singular subject ပါ subject အနေပါအဲ့တော့ဆရာတို့နောက်မှာသုံးတဲ့ buff ကလည်း buff အနေ singular buff ses ပါတဲ့ဟာလေးသုံးအောင်မယ် love မှာဆရာတို့အနေဆို loves နော်မမ loves object ခံရတဲ့သူကမောင်မောင်ဆိုတော့ mama loves မောင်မောင်မမကိုချစ်တယ် okay နောက်တစ်ကြောင်းလူတိုင်းဒီဟာလေးကိုပြန်မှတ်ပါလူတိုင်းလို့ပြောရင်ဆရာတို့ every person ရတယ် everyone ရတယ်ဒါပေမဲ့တတိထားမှာ every လူတိုင်းလို့ပြောလိုက်ရင်ကိုဆရာတို့ကထင်ပါလူတိုင်းဆိုတော့လူတွေအများကြီးကိုပြောတာအများလို့သတ်မှတ်တတ်တယ်နော်ဆိုတော့လူတိုင်းဆို every နောက်ကရေးရမယ် noun ဒီအနေပါပြီးရင်သူ့နောက်ကလိုက်မဲ့ verb ဒီလေအနေပါဆိုတော့ဒီလိုပြောတာပါ everyone every person ညာဒီမှာ one person ဆိုရင်လည်း person ပေါ့နော် s ထည့်လို့မရအောင်အဲ့တော့ everyone လို့ရေးလိုက်တဲ့ဟာကိုဆရာတို့က subject အနေ singular subject လို့ယူဆရမယ်နောက်ကလိုက်မဲ့ verb ကလိုချင်သည် once မှာ s ပါရမယ်နော်ပြီးတော့ရင်လိုချင်ချင်းခံရတဲ့ဟာကပါလေ object ကအချစ်ဆိုတော့ love everyone wants love ဒီမှာဘာကိုသတိထားစေခြင်းလဲဆရာတို့က episode 2မှာသင်ခဲ့တာက subject အနေ buff အနေ subject အများ buff အများဆိုရှေ့က subject ကအနေဆိုနောက်က buff လေနောက်က buff လေအနေဖြစ်ကြမယ်ဒါလေးသတိထားစေရနော်လေအချစ်တီအိမ်မက်ဖြစ်သည်အဲ့တော့ဖြစ်တဲ့ဟာကအချစ် subject ပေါ့ဖြစ်သည်ဆိုတာက buff ဖြစ်ချင်းခံရတဲ့ object ကအိမ်မက်ဆိုတော့ဆရာတို့ကစာကြောင်းရေးတဲ့အခါမှာ subject ကိုရေးမယ်အချစ်တီဆိုတော့ love ဖြစ်တီဆိုတာဖြစ်ချင်းပြကရိယာmiss အားရဘာတော့မလဲ love ဆိုတာအချစ်ဆိုတာအနေဖြစ်နေတဲ့အတွက်ကြောင့်လို့ဆရာတို့က is အိမ်မက်ဆိုတော့ dream ဒါပါပဲနောက်တစ်ကြောင်းအချစ်တီလေးပြဖြစ်သည်အဲ့တော့ဖြစ်တဲ့ subject ကပြုလုပ်တဲ့သူကအချစ်ဖြစ်တီကကရိယာဖြစ်ချင်းခံရတဲ့ဟာလေးပြ object ကအဲ့တော့ဆရာတို့စာကြောင်းရေးတဲ့အခါမှာ subject ကိုရေးမယ်အချစ်တီဆိုတော့ love subject ပြီး buff ကိုရေးမယ်ကရိယာကိုရေးမယ်ဖြစ်တည်ဆိုတဲ့ကရိယာက is လေးပြေဆိုတော့ breeze လေးပြေဆိုတာ breeze ဆိုစလုံးပေါင်းပါတယ်နော် okay နောက်တစ်ခုဆက်သွားမယ်6 number 6ပါနော်အချစ်တည်တစေတည်းရဲ့ဖြစ်တည် okay ဒီမှာဒါလေးမပြောခင်ဒါလေးပြန်နှွေးပေးတာဆရာတို့စာကြောင်းတစ်ကြောင်းရေးတဲ့အခါမှာ subject ရယ် buff ရယ် object ရယ်ပါမယ်ပြုလုပ်တဲ့သူက subject ကရိယာက buff object ကခံရတဲ့သူ subject အနည်းဆို buff အနည်းလိုက်မယ် subject အများဆို buff အများလိုက်မယ် every နောက်ကလိုက်မဲ့ noun ဒီအနည်း buff ဒီအနည်းဒါလေးသိရင်ရပါပြီနော်ဆိုတော့ဒီမှာ subject ကဖြစ်တဲ့အချစ်ဖြစ်တည်ဆိုတာကကရိယာဖြစ်ချင်းခံရတာကတစေတရေဆိုတော့ဆရာတို့က subject ကအချစ် buff ကဖြစ်တည်တစေတရေက object ပေါ့အဲ့တော့ဆရာတို့ subject ကိုရေးမယ် love ဖြစ်တည်ဆိုတဲ့ buff ကis တစီတရေက goes နော် okay နောက်တစ်ချောင်းကျွန်တော်မှာရည်စားအများကြီးရှိသည်ဆိုတော့ကျွန်တော်က subject buff ကရှိသည်ရှိချင်းခံရတဲ့ဟာတွေကဘာတူလဲရည်စားအများကြီးဆိုတာ object အဲ့တော့ဆရာတို့စာကြောင်းရေးတဲ့အခါမှာ subject ကိုရေးမယ်ကျွန်တော်ဆိုတော့ I ရှိသည်ဆိုတဲ့ buff က buff to have ဆိုတော့ have ဒါလေးပါ special case မှာပါပါတယ် I ဒီ buff to be မှာ am ဆိုတဲ့ singular buff အနေနဲ့သုံးပေမဲ့ buff to have မှာတော့ plural အများသုံးပါတယ်เนาะအဲ့လိုပဲ buff to do မှာလည်းအများသုံးပါတယ်ဆိုတော့ I have ရည်စားဆိုတာ girlfriend မှာအများကြီးဆိုတော့ many ပေါ့เนาะဆိုတော့ရည်စားအများကြီးဆိုတော့ many girlfriends okay နောက်တစ်ချမ်းသွားမယ်ကျွန်တော်ရည်စားအားလုံးကိုထားခဲ့သည်
target ဒီဒါလေးအဲ့တော့ loss ဆရာတို့အရင်ခွဲမယ်ကျွန်တော်က subject target ဒီက verb target ချင်းခံရတဲ့ object တွေကရည်စားအားလုံးဆိုတော့ဆရာတို့ကစာကြောင်းရေးတဲ့ခါမှာ subject ကိုရေးမယ် I target ဒီဒါလေးတစ်ခုပေါ့နော်ဒါ verb 2ပါ target တာအခုထားတာမဟုတ် target တာအရင်က target တာဆိုတော့ဆရာတို့ဒီမှာတော့ verb 2လေးသုံးပါမယ်အဲ့တော့ verb 2က left ပါ leave ရဲ့ leave က verb 1 left က verb 2ပါနော်ပြီးတော့မှ target ချင်းခံရတဲ့ဟာကရည်စားအားလုံးဆိုတဲ့စလုံးလေးက all ပါ girlfriend ကရည်စားက girlfriend ဆိုတော့ all girlfriends I left all girlfriend ဆိုတော့ဒါ verb 2လေးသုံးရပါတယ်ဒါလေးတစ်ခုပါနော်ဆိုတော့နောက်တစ်ခုသူတို့ကျွန်တော်ကိုမုန်းသည်ဟုတ်ပြီသူတို့က subject မုန်းသည်ကကရိယာ verb မုန်းချင်းခံရတာကကျွန်တော်အဲ့တော့ subject ကိုရေးမယ်သူတို့ကကျွန်တော်ကိုမုန်းတာကျွန်တော်ကမုန်းချင်းခံရတာအဲ့တော့သူတို့ဆိုတော့ they မုန်းသည်ဆိုတဲ့ verb က hate okay အဲ့မှာ they ဆိုတာသူတို့ဆိုတာတယောက်ထပ်ပို့တယ် plural subject ဆိုတော့ဆရာတို့ကဒီမှာ plural verb ပဲသုံးရတယ်အများပါပဲ subject အများ verb အများမုန်းချင်းခံရတာကကျွန်တော် they hate I လို့ရေးလို့မရအောင်ဆရာဒီ pronoun လေးတွေကိုသုံးတဲ့ဟာလေးတွေ subject နေရာ object နေရာတော့ဆရာမတင်ရသေးဘူးပေါ့နော်ဒါပေမဲ့ဒီစာကြောင်းလေးရေးလိုက်ပြီးတော့ရမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ဆိုတာက subject နေရာမှာဆို I လို့သုံးမယ်ဆရာတို့က object နေရာမှာဆို I လို့မသုံး me လို့သုံးပါတယ်နော်ဒါလေးဆရာနောက် episode တစ်ခုမှသင်ပါမယ်ဒါပေမဲ့လောလောဆယ်တော့ဒါလေးထည့်ပြောလိုက်ပါမယ်လုံးဝရမယ်လို့ထင်ပါတယ်ဒါပေမဲ့တအားခက်နေတဲ့သူတွေတော့ပေါ့နော်ဒါလေးကိုပြန်ပြောပြပါမယ်they hate I လို့ရေးလို့မရအောင် I ဆိုတာ subject နေရာမှာသုံးတာ object နေရာမှာဆို me လို့သုံးတယ်ဒါကိုဆရာခေါင်းစဉ်တစ်ခုအနေနဲ့သင်ပေးပါမယ်လောလောဆယ်စာကြောင်းလေးပါသွားတဲ့အတွက်ဆရာဒီတိုင်းပဲရေးလိုက်တယ်သူတို့ကျွန်တော်ကိုမုန်းသည် they hate me okay ကဲနောက်ဆုံးစာကြောင်းလေးမင်းဒီစာမေးပွဲကိုအောင်ရမယ်ဆိုတော့မင်းကစာမေးပွဲအောင်မဲ့သူဆိုတော့ subject အောင်ရမည်ဆိုတာက verb ကရိယာအောင်ချင်းခံရမယ့်ဟာကစာမေးပွဲသူက object ဆိုတော့ဆရာတို့ subject ကိုရေးမယ် subject မင်းဆိုတော့ youအောင်ရမည်စာမေးပွဲအောင်သည်ဆိုတဲ့ verb က pass ဒါပေမဲ့ရမည်ဆိုတဲ့ model verb လေးပါလာတယ်ရမည်အောင်သည်က pass ဒါပေမဲ့အောင်ရမယ်အောင်ကိုအောင်ရမယ်ဆိုတော့ဘာလေးနဲ့တွဲမလဲဆိုရင် must လေးနဲ့တွဲမယ် you must pass ဒီစာမေးပွဲက exam ဒီဆိုတာ this ပေါ့နော်ဒီရာဒီထိုရာဒီအဲ့တော့ you must pass exam this exam လို့ပြောရမှာပေါ့နော်ဆိုတော့ you must pass exam ဆိုရင်နည်းနည်းလေးလိုသွားပါမယ် you must pass ဒီစာမေးပွဲလို့ပြောတဲ့ဆရာတို့က this exam okay ဆိုတော့ you must pass ဒီစာမေးပွဲဆိုတော့ this exam okay ဆိုတော့အဖြေတိုက်ကြည့်ပေါ့နော်ကိုရေးထားတဲ့ဟာလေးနဲ့အဖြေတိုက်ကြည့်ပါဆရာတို့ဒီနေ့ episode 2နောက်တစ်ခုအသစ်ဆက်သွားမယ်အဲ့ဒါလေးကတော့ဘာလဲဆိုတော့ verb infinitive ဟုတ်ပြီ verb infinitive ဆိုတာဘာလဲ the base form of the verb ရဲ့အခြေခံအကျဆုံးပုံစံအဲ့ဒါတော့နည်းနည်းစာစကားနဲ့ပြောတာပေါ့နော်ဆိုတော့ဗမာလိုအလွယ်ပြောရရင် st est မပါတဲ့ verb 1ကိုဆရာတို့က verb infinitive လို့ခေါ်တယ်ဒါပဲဆိုတော့နောက်တစ်မျိုးပြောမယ်ဆိုရင်ကွာဟိုရှေ့မှာတင်ခဲ့တယ် ses ပါရင် singular verb အနေ ses မပါရင် plural verb အများဒါပဲ plural verb ကိုပဲပြောတာပဲ ses မပါတဲ့ verb 1ကိုဆရာတို့က verb infinitive လို့ခေါ်တာဒါသိရင်ရပြီနော်ဆိုတော့ဘာကြီးလဲ verb infinitive နာမည်ကြီးအသစ်ဆိုင်နာမည်လည်းမှတ်နေစရာမလိုဆရာတို့အဓိကသိရမှာက verb infinitive ကိုဘယ်သူတွေနောက်မှာသုံးလဲအဲ့ဒါသိရင်ရပြီဒါပေမဲ့ဆရာတို့က theorem လို့သူ့ရဲ့ rules တွေကိုသိချသိမယ်ဆိုရင်တော့ဒါဒီလိုလေးပြောမှာပေါ့နော်ဒါကတော့ theory ဆန်ဆန်လေးပြောမယ်ဆိုလို့ရှိရင်ဆရာတို့က infinitive မှာ2မျိုးရှိတယ် 2 plus infinitive နဲ့ 2 plus infinitive ဆိုတာ2နဲ့တွဲသုံးတဲ့ infinitive 2နဲ့တွဲသုံးတဲ့ infinitive ဆိုလိုချင်တာကွာ2နောက်မှာ infinitive လိုက်မယ်အဲ့ဒါသိရင်ရပြီပြောချင်တာအဲ့ဒါပဲဒါပေမဲ့ဒါဆရာတို့က theorem ဆန်ဆန်လေးပြောမယ်ဆိုရင်2နဲ့တွဲတဲ့ infinitive ဆရာဒီမှာ example လေးရေးပြတာနှစ်ကြောင်း I want to learn English ငါအင်္ဂလိပ်စာလေ့လာချင်တယ် I need to drink water ငါရေတောက်ဖို့လိုနေပြီငါဒီရေတောက်ရင်လိုနေပြီရေတောက်ဖို့လိုနေပြီဆိုတော့လို့ပြောချင်တာဆိုတော့
ဘာကိုပြောချင်တာလဲကွာ buff infinitive ဆိုတာ SES မပါတဲ့ buff 2နောက်မှာသုံးတယ်ဒါသိနေရပြီ okay နော်ဆိုတော့2တခုတည်းနောက်မှာပဲ infinitive သုံးတာလားဆိုတော့မဟုတ်ဘူး2နဲ့တွဲပြီးမသုံးတဲ့ infinitive ကိုဘာလို့ခေါ်လဲဆိုရင် bare infinitive လို့ခေါ်တယ်အဲ့ဒါကဆရာ နောက် episodes မှာ episode 4မှာသင်ပေးမှာဒီမှာကတော့ဆရာတို့က2နဲ့တွဲသုံးတဲ့ infinitive ကိုပဲဆရာအသေးစိတ်ပြောသွားမှာဆိုတော့အလွယ်ပြောရင် infinitive 2မျိုးရှိတယ် infinitive ဆိုတာဘာလဲ SES မပါတဲ့ buff 1 infinitive 2မျိုးရှိတယ်2နဲ့တွဲတဲ့2 plus infinitive နဲ့2မပါဘဲသုံးတဲ့ bare infinitive နဲ့ bare ဆိုတာဘာမှမပါဘူးလို့ပြောချင်တာဆိုတော့ဘာမှလို့မှတ်မယ်ဆိုရင်2နဲ့တွဲသုံးတဲ့ infinitive 2မပါဘဲသုံးတဲ့ infinitive okay 2မပါဘဲသုံးတဲ့ infinitive တွေကဘာတွေလဲနောက်အပိုင်းကြရင်အသေးစိတ်ပြောမယ်ဒီအပိုင်းမှာတော့အမီးလေးနည်းနည်းပြောမယ်သိပြီးသားပါ model buff တွေကျွန်တော်ကပြောခဲ့တယ် model buff ဆိုတာ can could share should will would may might must အဲ့လို model buff တွေရဲ့အနောက်မှာဆိုရင် STEST တွားထည့်လို့မရဘူး buff ကိုအဲ့ဒီ buff တွေရဲ့နောက်မှာဆိုရင် buff infinitive SES မပါတဲ့ဟာပဲသုံးမယ်2လဲတွားထည့်လို့မရဘူးဒါကိုပြောချင်တာ2မပါပဲသုံးတဲ့ infinitive ပေါ့ဆိုတော့ဥမာ exam လေးတစ်ခုပြောပြထားတယ် must ဆိုတာ model buff ပါ I must pass the exam ငါစာမေးပွဲအောင်ရမယ်ဒီ pass မှာ SES ပါလို့မရဘူး model buff တွေရဲ့နောက်က buff infinitive လိုက်တယ်ဒါပဲဆိုတော့ model buff တစ်ခုပဲလား helping buff ဆိုတဲ့ဟာတွေရှိသေးတယ် auxiliary buff ဆိုတာတွေရှိသေးတယ်အဲ့ဒါဘာတွေကိုပြောတာလဲ helping buff ဆိုတာကရှင်းရှင်းလေးအငင်းတဲ့စလုံးတွေ do not တို့ does not တို့ did not တို့အဲ့ဒီကောင်တွေရဲ့နောက်မှာဆိုရင်လေ buff infinitive ပဲလိုက်တယ် don't like အဲ့ like မှာ SES ထည့်လို့မရဘူး don't like buff 2လည်းဖြစ်လို့မရဘူး SES မပါတဲ့ buff 1ပဲဖြစ်ရမယ်အဲ့ဒီဟာကို buff infinitive လို့ခေါ်တယ်2နဲ့လည်းတွဲမသုံးဘူး okay နောက်တစ်ခုကျစာတိန် buff ဆိုတာတချို့သော buff တွေနောက်က object ပြီး infinitive ကိုဒီတိုင်းတန်းသုံးလို့ရတယ်ဒါလည်းအသေးစိတ်ပြောမှာလောလောဆယ်အမီးပဲအမီးစာကြောင်းလေးနှစ်ကြောင်းဆရာပြောပြတာဥပမာဒီမှာဆိုရင်ကြည့်စာတိန် buff ဆိုတာတချို့သော buff တွေလို့ပြောတာဥပမာ make ဆိုတဲ့ object make ဆိုတဲ့ buff ကိုဆရာတို့ဘယ်လိုရေးလို့ရလဲဆို make object infinitive ရေးလို့ရတယ်ဥပမာ she makes make မှာ s ထည့်ထားတယ်เนาะဘာလို့လဲ she က singular subject တယောက်တည်းအနည်းမလို့ဆရာတို့ make မှာအနည်းဖြစ်အောင် s ထည့်တယ် she makes me ဆိုတာ object သူမငါ့ကိုလှုပ်တယ်ဘာဖြစ်အောင်လှုပ်တာလဲ cry ဝမ်းနေအောင်လှုပ်တာငိုအောင်လှုပ်တာ she makes me cry သူမကျွန်တော်ကိုငိုအောင်လှုပ်တယ်ဆိုတော့ဒါမျိုးပေါ့ infinitive 2လည်းမပါဘူး2မပါဘဲနဲ့လည်းသုံးလို့ရတယ် SES လည်းမပါဘူး buff 2လည်းမဟုတ်ဘူးအဲ့ဒါကို bare infinitive 2မပါဘဲသုံးတဲ့ infinitive လို့ခေါ်တယ် okay နောက်တစ်ချောင်းဥပမာ I see မောင်မောင် run ငါ see မြင်လိုက်တယ်မောင်မောင်ကို run ပြေးနေတာမြင်လိုက်တယ် I see မောင်မောင် run ဒီလိုစလုံးမျိုးပေါ့နော်ဆိုတော့2မပါဘဲသုံးတဲ့ infinitive တွေကိုဆရာတို့က bare infinitive လို့ခေါ်ပါတယ် okay ဒါဆရာတို့ theorem ဆန်ဆန်ပြောလိုက်တာဆရာအဲ့လိုနာမည်ကြီးတွေရှောက်မှတ်ရမှာလားဆရာကအခု basic writing ရဲ့အဓိပ္ပာယ်ကအခြေခံကျတဲ့ grammar rules လေးတွေကိုသိရမယ်အဲ့ဒီ rules လေးတွေကိုသုံးပြီးစာကြောင်းလေးတွေကိုမှန်မှန်ကန်ကန်ရေးတတ်ရမယ်အဲ့ဒါကိုရည်ရွယ်တာဆိုတော့bare infinitive တို့ helping verb တို့ model verb တို့အများကြီးမပြောနိုင်ဘူးဆိုရင်တော့ဆရာတို့ဒီလောက်တော့ပြောနိုင်ရမယ်လိုရင်းမဲပြောမယ်ဆိုရင် verb infinitive ဆိုတာ SES မပါတဲ့ verb 1ဘယ်သူတွေနောက်မှာသုံးလဲနံပါတ်1 2နောက်မှာသုံးတယ်နံပါတ်2 model verb တွေနောက်မှာသုံးတယ် can could share should will would may might must တွေနောက်မှာ infinitive သုံးတယ် helping verb တွေ auxiliary verb တွေ do not တို့ does not တို့ didn't တို့ did not တို့ရဲ့နောက်မှာ verb infinitive သုံးတယ်တချို့ verb တွေရဲ့ object တွေရဲ့နောက်မှာလည်း infinitive သုံးလို့ရဥပမာဒီမှာပြထားတဲ့စာကြောင်းလေးတွေပေါ့ make me cry see mama ran make object infinitive see object infinitive ဆိုတော့ဒီ infinitive bare infinitive လို့ပြောတယ်2မပါဘဲသုံးတဲ့ဟာလေးကိုဆရာနောက်အပိုင်းမှာအသေးစိတ်ပြောမယ်ဒီအပိုင်းမှာတော့2ပါပြီးသုံးတဲ့2 plus infinitive အကြောင်းလေးကိုပြောမယ်လေ့ကျင့်ခန်းလေးတွေလုပ်မယ်နော်အဲ့တော့ဒီ2 plus infinitive လေးကိုကောင်းကောင်းလေးသုံးနိုင်သွားပြီဆိုစာကြောင်းလှလှလေးတွေရေးလာလို့ရပြီ subject verb object ဆိုတဲ့ simple structure လေးကနေနည်းနည်းလေးပို့ပြီးရေးနိုင်လာလိမ့်မယ်ပေါ့နော် okay အဲ့တော့ဆရာတို့စက်ကြည့်မယ်
so to plus infinitive ဗမာလို့ဆိုရင်ရန်လို့ပြောလို့ရတယ်ဖို့လို့ပြောလို့ရတယ်ဘာလဲ to ရန်လို့ဖို့ဆိုတာဘာလဲအမ to infinitive ဆိုတာ to eat စားရန် to cook ချက်ရန် to sleep အိပ်ရန် to go သွားရန်ဖို့လို့လည်းဗမာစကားမှာသုံးလို့ရတယ် to eat စားဖို့ to drink တောက်ဖို့ to go သွားဖို့ဒါမျိုးရန်လို့ဖို့လို့နေသုံးရတယ် okay ဆရာစာကြောင်းလေးကိုနည်းနည်းလေး subject verb object ကနေနည်းနည်းလေးရှည်လာမယ်ကြည့်မယ်ဒီစာကြောင်းမှာဆိုရင်ကြည့်မယ်မမအလုပ်တစ်ခုရှာရန်လိုအပ်သည်ဆိုတော့ဆရာတို့ပြောနေကြတိုင်းပဲ subject ကမမအလုပ်verb ကလိုအပ်သည်တစ်လုံးလည်းမဟုတ်ရှာရန်လိုအပ်သည် verb အတွဲလိုက်လေးဖြစ်သွားတယ်ရှာရန်လိုအပ်သည်အဲ့တော့လိုအပ်နေတဲ့ရှာဖို့လိုအပ်နေတဲ့ object ကအလုပ်တစ်ခုအဲ့တော့ဆရာတို့ကရှာရန်လိုအပ်သည်ကိုဘယ်လိုရေးမလဲဆိုတော့လိုအပ်သည်ဆိုတဲ့ verb လေးက need ဘာ need မှာ s ထည့်တယ်ဘာလို့ need မှာ s ထည့်တာလဲမမဆိုတာတစ်ယောက်တည်း singular subject အနေ subject အနေမလို့ verb ကလည်းအနေဖြစ်ကြမယ် needs ဆိုတာလိုအပ်သည်ဘာလို့ဖို့လိုတာလဲရှာရန် to find အဲ့တော့ဆရာတို့ကဒီမှာ verb ကနည်းနည်းလေးရှည်သွားတယ်ရှာရန်လိုအပ်သည် needs to find ဘာကိုရှာဖို့လိုတာလဲရှာဖို့လိုနေတဲ့ object ကအလုပ်တစ်ခု a job okay နော်ဒါပဲ subject verb object နဲ့ပဲရေးသွားတာပဲ verb က to infinitive နဲ့တွဲပြီးနည်းနည်းလေးရှည်သွားတယ် needs to find ရှာရန်လိုအပ်သည်အဲ့တော့ to ဆိုတော့ဆိုအလွယ်ပြောရင်ရန်ပေါ့ရှာရန်လိုအပ်သည်ဒါပဲနောက်တစ်ကြောင်မမအင်္ဂလိပ်စာလေ့လာရန်ဆုံးဖြတ်လိုက်သည် okay ကျွန်တော်အဲ့မှာခွဲကြည့်အောင်ဆုံးဖြတ်လိုက်တဲ့သူကမောင်မောင်ပြုလုပ်တဲ့သူကမောင်မောင် verb ကဆုံးဖြတ်လိုက်သည်တလုံးနဲ့မဟုတ်ဘူးလေ့လာရန်ဆုံးဖြတ်လိုက်သည်ဒါ verb အတွဲလိုက်ကြီးဖြစ်သွားတယ်လေ့လာဖို့ဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ခြင်းခံရတဲ့ဟာကလေ့လာဖို့ဆုံးဖြတ်ခြင်းခံရတဲ့ဟာကအင်္ဂလိပ်စာဆိုတော့ဆရာတို့ subject ကမောင်မောင် verb ကလေ့လာရန်ဆုံးဖြတ်လိုက်သည် object ကအင်္ဂလိပ်စာဆိုတော့ဆရာတို့ဘယ်လိုရေးမလဲမောင်မောင်လေ့လာရန်ဆုံးဖြတ်လိုက်သည်ဆုံးဖြတ်သည်ဆိုတဲ့ verb က decide လေ့လာရန်ဆိုတော့ to learn လို့ပြောလို့ရတယ် to study လို့ပြောလို့ရတယ် decides to learn ဘာကိုပြောချင်တာလဲ to နောက်ကလိုက်တဲ့ verb သည် ses ပါလို့မရဘူး verb infinitive မောင်မောင်ဆိုတာတယောက်တည်း subject အနေဖြစ်တဲ့ကြောင့်မလို့မောင်မောင်နောက်ကလိုက်မဲ့ verb ကလည်းအနေဆိုတာဆရာတို့က decide မှာ s ထည့်ပေးလိုက်ရတယ် to နဲ့တွဲတဲ့ verb ကိုကြတော့ဆရာတို့က ses ထည့်လို့မရဘူးအဲ့တော့မောင်မောင် decides to learn လေ့လာရန်ဆုံးဖြတ်လိုက်တယ်ဘာဟုတ်လဲအင်္ဂလိပ်စာ English နော် okay နောက်ခုသွားကြည့်အောင်ခက်နေလိမ့်မယ်ဒါပေမဲ့လေဟိုမှားပါစေရေးကြည့်နေအဆင်ပြေလာလိမ့်မယ်ဆရာတို့ကစာကြောင်းတစ်ချောင်းခွဲလိုက်နိုင်မှုပဲရေးကြည့်တာပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကြည့်မယ်ကျွန်တော်မမကိုတွေးရဖို့မျှော်လင့်မိတယ်တွေးရဖို့မျှော်လင့်တဲ့သူကကျွန်တော်ကပြုလုပ်တဲ့သူကရိယာကတွေးရဖို့မျှော်လင့်မိတယ်ဒါက verb အဲ့တော့မျှော်လင့်ခြင်းခံရတဲ့သူကမမဒါက object ဆရာအယောင်လေးနဲ့ရေးထားတယ် subject ဆိုဆရာအမဲလေးနဲ့ရေးတယ် verb ဆိုအနီလေးနဲ့ရေးတယ် object ဆိုရင်ဟိုအပြာလေးနဲ့ရေးတယ်ပေါ့ကဲဟုတ်ပြီဆရာတို့ရေးမယ် I okay တွေးရဖို့ဆိုတော့ to see ပေါ့နော်တွေးရန်တွေးရဖို့ to see အဲ့တော့ဒီကောင်က main verb မဟုတ် main verb ကမျှော်လင့်မိတယ်မျှော်လင့်သည်ဆိုတဲ့ verb က hope ဒီမှာဒါလေးကို I နဲ့ပတ်သက်ပြီးသင်ပါမယ်ပြန်ပြောပါမယ် I ဒီကျွန်ုပ်ဆိုတာတစ်ယောက်တည်း singular ဆိုပေမဲ့ verb to do တွေမှာ I ကိုအများလို့ပဲသတ်မှတ်ပါတယ် hope မှာ s မထည့်ပါဘူးနော် I နောက်ကလိုက်မဲ့ verb to do တွေကို plural ပဲသုံးပါတယ်အဲ့လိုပဲ verb to have မှာလည်း I နောက်ကလိုက်မဲ့ verb တွေကို have plural verb ပဲသုံးပါတယ်ဒါပေမဲ့ verb to be မှာတော့ I နဲ့တွဲတဲ့တလုံးနဲ့တော့ဟာက am မှာဟုတ်ပြီနော်ဆိုတော့ I ဆို am နဲ့တွဲတယ်ဒါပေမဲ့ verb to မှာကျတော့လေသူ့ကိုအနေ was ပဲသုံးတယ်အဲ့တော့ verb to be မှာ I နောက်ကလိုက်တဲ့ verb to be တွေကိုဆရာတို့ကအနည်းသုံးပေမဲ့ verb to do နဲ့ verb to have ဒီမှာတော့အများသုံးပါတယ်ဒါလေးသတိထားပေးပါ special case အနေနဲ့ဟုတ်ပြီမျှော်လင့်မိတယ်တွေးရဖို့ဆိုတော့ to see ပေါ့ hope to see ဒါက verb ဖြစ်သွားတယ်နော်အဲ့တော့အတွေ့ခံရမယ့် object ကမမဆိုတော့မမဒါပဲနော်ဒါကြောင့်သွားမယ်
ကျွန်တော်တို့စာမေးပွဲအောင်ရင်စူးစမ်းကြတယ်ဟုတ်တယ်စူးစမ်းကြမဲ့သူတွေကကျွန်တော်တို့ subject buff ကအောင်ရင်စူးစမ်းကြတယ်အောင်ရင်စူးစမ်းကြတဲ့ဟာကစူးစမ်းခြင်းခံရတဲ့ဟာကစာမေးပွဲဆိုတော့ဒါက subject ဒါက buff ဒါက object subject ကရှင်းတယ်ကျွန်တော်တို့ we ဒီမှာနည်းနည်းလေး buff ကိုနည်းနည်းလေး short အောင်ဒီရယ်စူးစမ်းတည်ရယ်နှစ်ခုတည်းဟုတ်အောင်ရန်ဆိုတော့ဆရာတို့က to pass ပေါ့စာမေးပွဲအောင်တာကို pass လို့သုံးတယ် to pass စူးစမ်းကြသည်ဆိုတော့ trying to pass နည်းနည်းလေး buff လေးနည်းနည်းရှိသွားတယ် to infinite တွေ့ပြီးတော့အောင်ရန်စူးစမ်းကြသည်ဘာကိုလဲစာမေးပွဲကို the exam we trying to pass the exam နော်နောက်တစ်ခုသွားမယ်သူတို့စာအုပ်တွေယူလာဖို့မေးခဲ့သည်ဆိုတော့ယူလာဖို့မေးတဲ့သူတွေကသူတို့ဆိုတဲ့ subject ယူလာဖို့မေးခဲ့သည်ဆိုတာက buff အဲ့တော့မေးခြင်းခံရတဲ့ဟာတွေကစာအုပ်တွေဒါက object အဲ့တော့ကျွန်တော်စာကြောင်းတစ်ကြောင်းမှာ subject ကိုရေးမယ်သူတို့ဆိုတော့ they မေးခဲ့သည်က main buff ပါ forget ပေါ့ယူလာဖို့ဆိုတော့ယူလာရန်ယူလာဖို့ဆိုတော့ to ပေါ့ forget to ယူရဲဆိုတာ bring ဆိုတော့ forget to bring ဆရာဒီ episode ကနေစပြီးတော့လေ meaning လေးတွေဆရာသင်ခန်းစာရဲ့အဆုံးမှာထည့်ပေးထားတယ်အဓိကကတော့ buff ကိုမသိတဲ့သူတွေသိအောင်လို့ပေါ့နော်ပြီးတော့ဆရာဒီသင်ခန်းစာတွေကိုရေးပြီးတဲ့အခါမှာလည်းစလုံးလေးတွေကိုလူသိများတဲ့စလုံးလေးတွေနဲ့ပဲဆရာတွဲသုံးပေးထားတယ်နော်ဆိုတော့ယူလာဖို့မိခဲ့သည် forget to bring စာအုပ်တွေဆိုတော့ the booksမှာ x ထည့်လိုက်တယ် they forget to bring the books okay so ဒါကကြတော့ဆရာတို့က to နဲ့တွဲတဲ့ to plus infinitive ပေါ့နော်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကရန်လို့လည်းဗမာလိုပြောလို့ရတယ်ဖို့လို့လည်းပြောလို့ရတယ်ဆိုတော့ဒီမှာတော့ဆရာက subject verb object ပုံစံလေးနဲ့ပဲရေးပေးထားတယ်နော် okay နောက်တစ်ခုသွားမယ် to plus infinitive ကိုရန်လို့လည်းပြောလို့ရတယ်ဖို့လို့လည်းပြောနောက်တစ်ခုကကြတော့ဆရာတို့ရည်ရွယ်ချက် purpose အတွက်လည်းဆရာတို့ကဖြည့်လို့ရတယ်ဆိုတော့ရည်ရွယ်ချက်အနေနဲ့ထည့်ပြီးတော့ဆရာတို့ရေးလို့ရတယ်ချက်ကြည့်အောင်နော်ခဏလေး okay ဆိုတော့ရည်ရွယ်ချက်အနေနဲ့ဘယ်လိုရေးမလဲကြည့်အောင်ဒီမှာဆရာဒါလေးတစ်ခုပို့ထည့်လိုက်တယ်ဆရာတို့ရှေ့မှာဒီအပိုင်း၃ပိုင်းလုံးမှာဆရာတို့က subject ရယ် verb ရယ် object ရယ်ပဲရေးခဲ့တယ်အခု to infinity လေးသင်ပြီးပြီဆိုတော့ဆရာတို့က to infinity ကိုရည်ရွယ်ချက်လေးအနေနဲ့ဆရာထည့်မယ်နောက်ကနေပြီးတော့တကယ်တော့basic sentence structure က subject verb object ဆိုပေမဲ့အများကြီးထည့်လို့ရတယ်နောက်မှာ place manner time reason purpose ဒါပေမဲ့အဲ့လောက်အများကြီးကိုမပြောသေးဘူးတဆင့်ချင်းပဲဖြည်းဖြည်းချင်းပဲသွားမယ်ဆရာတို့ရည်ရွယ်ချက်တွေကိုရေးတဲ့အခါမှာ 2 plus infinity နဲ့ရေးလို့ရတယ်ဆိုတော့အဲ့ရည်ရွယ်ချက်တွေကို subject verb object ရဲ့အနောက်မှာပဲရေးမယ် purpose ကိုအနောက်မှာပဲရေးမယ်ဆိုတော့ဒီမှာဒီစာကြောင်းလေးကိုကြည့်အောင်ဆိုတော့မမမောင်းရန်ကားတစ်စီးကိုဝယ်သည်ဆိုတော့ဆရာတို့ကအရင်ဆုံးစာကြောင်းကိုဘယ်ဟာ subject လဲဘယ်ဟာက verb လဲဘယ်ဟာက object လဲဆိုတာခွဲနိုင်ရမယ်ဝယ်တဲ့သူကမမဝယ်သည်ဆိုတာက verb ဝယ်ခြင်းခံရတာကကားတစ်စီး object ဆိုတော့ subject ကမမ verb ကဝယ်သည်ကားတစ်စီးက object ဒါဆိုမောင်းရန်ဆိုတာကဘာလဲရည်ရွယ်ချက်ဘာလို့ဖို့ဝယ်တာလဲမောင်းဖို့ဝယ်တာမောင်းရန်ဝယ်တာဆိုတော့အဲ့တော့ဆရာတို့ကဒီမှာဒီစာကြောင်းလေးမှာဘယ်လိုရေးမလဲ subject ရင်စမယ် subject ကမမဝယ်ဒီဆိုတဲ့ verb က buy okay ဒါလေးတစ်ခေါက်ပြန်နှွေးပေးမယ်မမဒီတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့အနေပါနောက်ကလိုက်မဲ့ verb ကလည်းအနေဖြစ်ကမယ် buy မှာ s ပါမှာရမယ် okay subject verb ပြီး object ရေးမှာဘာကိုဝယ်မှာလဲကားတစ်စီးကဝယ်ခြင်းခံရတာ object ကအကားရည်ရွယ်ချက်လေးထည့်ရမယ်ဘာလို့ဖို့ဝယ်တာလဲစီးဖို့ဝယ်တာsorry မောင်းဖို့ဝယ်တာမောင်းရန်ဝယ်တာရန်ဆိုတဲ့စလုံးကိုကျွန်တော်ဘာလို့ပြောလဲ to drive မောင်းသည်ဆိုတာအဲ့တော့ to နောက်ကလိုက်မဲ့ verb ဒီ ses မပါတဲ့ verb 1အများ verb infinitive ပဲဖြစ်ကမယ်ဒါလေးသိစေချင်တာပါနောက်ပြီးကြတော့ to နဲ့တွဲပြီးဆိုတော့ရည်ရွယ်ချက်အနေနဲ့စာကြောင်းလေးမှာအဲ့လိုရေးလို့ရတယ် subject verb object ရည်ရွယ်ချက်ကိုနောက်ဆုံးမှထည့် okay နောက်တစ်ချောင်းသွားမယ်အခုမရသေးဘူးเนาะဒါပေမဲ့ရင်နားထောင်ရင်နဲ့ရလာလိမ့်မယ်ဆရာဖြည်းဖြည်းချင်းမှသွားမှာဆိုတော့တိတ်တပုံမပေါရင်ပြန်ပြီးတော့နားထောင်ကြည့်ပါအလွယ်ဆုံးစလုံးတွေရဲ့အလွယ်ဆုံး sentence structure နဲ့ပဲတွားထားပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့အနားယူရန်ရုပ်ရှင်ကြည့်တယ်အဲ့တော့ဒီစာကြောင်းကိုဆရာတို့ခွဲလိုက်တဲ့အခါမှာရုပ်ရှင်ကြည့်တဲ့သူတွေကကျွန်တော်တို့ subject ကြည့်သည်ဆိုတာက verb ကြည့်ခြင်းခံရတာကရုပ်ရှင်
ဘာလို့ဖို့ကြည့်ရလဲအနားယူဖို့ကြည့်တာရည်ရွယ်ချက်ရပြီဒါဆိုဆရာတို့ဒီစာကြောင်းပုံစံနဲ့ရေးမယ် subject ရေးမယ် verb ရေးမယ် object ရေးမယ်ရည်ရွယ်ချက်ရေးမယ်ဆိုတော့ subject ကကျွန်တော်တို့ we verb ကကြည်သည်တစ်ချက်ကြည့်မယ် we ဆိုတာကျွန်တော်တို့အများဖြစ်တဲ့ကြောင့်မို့လို့နောက်ကလိုက်မဲ့ verb ကလည်းအများ ses မပါရအောင် object subject verb object ရုပ်ရှင်ကြည်ချင်းခံရတာကရုပ်ရှင် movies နော်ပြီးအနားယူရန်ဆိုဆရာတို့ကတူနဲ့ရေးမယ်အနားယူသည်ဆိုတဲ့ဘက်က relax to relax we watch movies to relax ဒါပဲနော်နည်းနည်းလေးစာကြောင်းလေးကိုနည်းနည်းလေးရှည်အောင်ရေးလာနိုင်ပြီနောက်တစ်ကြောင်းဆက်သွားမယ်သူတို့နေရန်အိမ်တလုံးစောက်သည်ဆိုတော့စောက်တဲ့သူတွေကသူတို့ subject စောက်သည်ဆိုတာက verb အိမ်တလုံးကစောက်ချင်းခံရတာ object ဒါဆိုနေရန်ပါလေရည်ရွယ်ချက်ပေါ့သူတို့အိမ်တလုံးစောက်ရတဲ့ရည်ရွယ်ချက်ကနေဖို့စောက်တာဆိုတော့နေရန်ဆိုတာကရည်ရွယ်ချက်အဲ့တော့ဆရာတို့က subject verb object purpose နဲ့သွားမယ်ဆိုတော့ subject သူတို့စောက်သည် build တစ်ချက်ပြန်နှွေးမယ် they ဆိုတာသူတို့ဆိုတော့တယောက်ထပ်ပို့တယ်အတွက် subject အများအဲ့တော့ဆရာတို့ subject အများနဲ့လိုက်ဖက်မဲ့ဟာက verb အများ ses မပါရအောင် plural verb သုံးထားတယ်subject verb ရေးပြီးတော့ object ရေးမယ်အိမ်တလုံး a house ဘာလို့ဖို့အိမ်တလုံးစောက်တာလဲနေရန်စောက်တာနေဖို့စောက်တာ to live okay နော်ဆိုတော့ they built a house to live okay နောက်တစ်ခုသွားမယ်သူမမြင်ရဖို့မျက်မှန်တက်လိုက်သည်ဟုတ်ပြီတက်လိုက်တဲ့သူကသူမတက်သည်ဆိုတာက verb တက်ချင်းခံလိုက်ရတာကမျက်မှန်ဘာလို့ဖို့မျက်မှန်တက်တာလဲမြင်ရဖို့တက်တာရည်ရွယ်ချက်ကမြင်ရဖို့ရည်ရွယ်ချက်က purpose ကမြင်ရဖို့အဲ့တော့ subject စာရေးမယ်သူမတက်လိုက်သည်ဆိုတာမျက်မှန်တက်သည်ဆိုတာ WEA will မျက်မှန်တက်သည်အဲ့တော့ she ဆိုတာသူမဆိုတာတယောက်တည်းဆိုတော့ဆရာတို့ကအနည်းသုံးရမယ် singular subject singular verb subject အနည်းဆိုတော့ဆရာတို့ s ထည့်တယ် subject verb ပြီးတိုင်း object တက်ချင်းခံရတာမျက်မှန် glasses glass လို့မသုံး glass ဆိုရင်မျက်မှန်မှာဆရာတို့ကမှန်ဘလူးနှစ်ခုပါတော့အဲကြောင့် glasses လို့သုံးနေတာအများအဲ့တော့မျက်မှန်များလို့တော့မြန်မာလိုဘာသာမပြန်ဘူးပေါ့နော်ဒါပေမဲ့မျက်မှန်ဆိုတော့ဆရာတို့က glasses လို့ရေးတယ်ဟုတ်ပြီးတော့ရည်ရွယ်ချက်ရေးလို့ရတယ်မြင်ရဖို့မြင်သည်ဆိုတဲ့ verb က see မြင်ရဖို့မြင်ရန်ဆိုတော့ to see ဒါပါပဲနောက်တစ်ကြောင်းသွားမယ်သူတို့ဖတ်ဖို့စာအုပ်တွေဖွင့်လိုက်ပြီဟုတ်ပြီဖွင့်လိုက်တာကသူတို့ subject ဖွင့်လိုက်ပြီဆိုတာက verb ဖွင့်ချင်းခံလိုက်ရတာ object ကစာအုပ်တွေဘာလို့ဖို့စာအုပ်တွေဖွင့်တာလဲစာဖတ်ဖို့ဖတ်ရင်ရည်ရွယ်ချက်ကဖတ်ဖို့အဲ့တော့ဆရာတို့ဒီ pattern နဲ့ရေးမယ် subject ရေးမယ်သူတို့ they verb ကဖွင့်လိုက်ပြီ okay open they ဆိုတာသူတို့ဆိုတဲ့အတွက်တယောက်ထပ်ပို့တယ်အများပါ plural subject ပါအဲ့အတွက်ကြောင့်မလို့ဆရာတို့က verb ကလည်း plural verb ဖြစ်ကြမယ် open subject verb object ကစာအုပ်တွေ books ဘာလို့ဖို့လဲဖတ်ဖို့ read ဆိုတာဖတ်သည်ဖတ်ရန်ဖတ်ဖို့ဆိုတော့ဆရာတို့ရည်ရွယ်ချက်ဆိုတော့ to read okay ဆိုတော့ episode 3လေးပြီးတဲ့အချိန်မှာဆရာတို့ subject verb object ကနေ purpose တွေထည့်ပြီးတော့ရေးလာနိုင်ပြီဆိုတော့ဒီဟာလေးကြည့်ပြီးတော့ရင်ဆရာတို့သင်ခန်းစာလေးကအင်စာထုံးစံတိုင်းပါပါမယ်ဒီ10ကျောင်းပါရေးကြည့်ပါမှားပါစေရေးကြည့်ပါရေးဖို့ပဲလိုတယ်ကိုရေးလိုက်တော့မှဆရာအဖြေပြန်လိုက်တဲ့ခါမှာနားတော့ငါဒီနားလေးကဒါကြောင့်မှားတာငါဒါလေး queue ဆိုင်လိုက်လို့ရှိရင်မှန်သွားပါမယ်ဆိုပြီးတော့မှန်လာပါလိမ့်မယ်ရေးရဖို့ပဲလိုတယ်မှားချင်တာမှားပါစေဘယ်သူမှလည်းမသိဘူးဆရာနောက်ပိုင်းမှာဒါလေးကိုအဖြေလေးပြန်တိုက်ပေးပါမယ်နော်နောက်တစ်ခုဆရာတို့ဒီမှာဆရာကတချို့အင်္ဂလိပ်စာကိုဘာတစ်ခုမှမသိတဲ့သူတွေအတွက်ကိုဆရာဒီမှာသုံးသွားတဲ့ buff လေးတွေကိုစလုံးတစ်ကလေးတွေကိုဆရာ meaning လေးနောက်မှာထည့်ပေးထားတယ်ဒီတစ်ပတ်ကစပြီးတော့ဗောနော်နောက်ပတ်ဒီမှာလဲဆရာအဲ့လိုမျိုးလေးပဲထည့်ပေးမယ်ဆိုတော့ဒီတစ်ပတ်အတွက်သိရမယ့် meaning လေးတွေကဒါပါဆိုတော့ချစ်သည်လိုချင်သည်ထားခဲ့သည်မုန်းသည်အောင်သည်လေးလာသည်လိုအပ်သည်ဒီလို buff လေးတွေတစ်ချက်ပြန်ကြည့်အဓိက meaning မသိတာပြဿနာမဟုတ်ဘူး grammar rules လေးတွေကိုသိရမယ် rules ဆိုတာပါလေဆရာကပြောတယ်ရှေ့က subject ကအနည်းဖြစ်နေနောက်က subject ကအနည်းပဲသုံးရမှာမို့ SES ထည့်ပေးရမယ်ရှေ့က subject ကအများဖြစ်နေနောက်က subject ကအများဖြစ်ကြမယ် SES မပါရဘူးတူနောက်ကသုံးတဲ့ verb တွေဒီ infinitive လို့ခေါ်တဲ့ SES မပါတဲ့ verb form ပဲသုံးရမယ်အဲ့ဒီလို rules တွေကိုသိစေချင်တာပါစလုံးကမသိရင်မှတ်လို့ရတယ်ကြက်လို့ရတယ်
ပြီးရင်စလုံးအသစ်တည်ရင်အဲ့စလုံးအသစ်နဲ့ဆရာတို့စာကြောင်းတွေအများကြီးရေးလို့ရတယ်အဓိကစာရေးတဲ့ rules တွေကိုသိစေချင်တာပါ okay ဒီပိုင်းလေးတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေအောင်မြင်ကြပါစေဗျာကျေးဇူးပါ